အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့နမ်ဆန်တာဝါကိုတွားခဲ့တဲ့ vlog လေးကိုတင်ပေးမှာဖြစ်ပါတယ်အခုကတော့နမ်ဆန်တာဝါကိုကေဘဲဆေးပြောသွားနေတာပါကေဘဲကနေတစင်မြင်ရတဲ့ view တွေပေါ့နော်အရန်ကိုလှပါတယ်ကိုကလေစောင်းရတီကိုဝင်တော့မှဆိုတော့စပြီးတော့အင်းနေပြီပေါ့နော်သူတို့ရဲ့ဆောင်းရသည့်အဝင်ကလေမြန်မာနိုင်ငံရဲ့ဆောင်းတွင်းအလဲထက်ကိုချမ်းတာကျမတို့မြန်မာနိုင်ငံကအပူပိုင်းနိုင်ငံဆိုတော့အလောက်ဒီအေးတဲ့တောင်လုံးဝမခံနိုင်ပါဘူးအသက်ရှူတဲ့လေကအစာအေးနေရောလေအသက်ရှူလိုက်တဲ့လေကကျမရဲ့နှလုံးသားထဲထိကိုလေခဲသွားမလားလို့ထင်ရအောင်ထိကိုအေးပါတယ်ရှင်အပူပြောမဟုတ်ပါဘူးဒီလိုမျိုးတိုက်ဒေတာတွေနဲ့တဘာဝနဲ့တွဲမြင်ရတာလည်း feeling တစ်မျိုးပါပဲရှင်ကိုရီးယားမှာလေအဲ့လိုမျိုး view ကြည့်ဖို့တီးတန့်လောက်ထားတဲ့နေရာကြီးဆိုလို့ရှင်လေ view တွေကတကယ်ကိုလှတာပြီးတော့သူတို့ရဲ့ထူးခြားချက်ကကြတော့ဒီ city နဲ့ nature နဲ့ကိုပေါင်းပြီးတော့မြင်နေရတာပေါ့နော်ကဲကျမတို့ရောက်ပါပြီအေးလာမေးလာကျမအတောင်ပဲနားထောင်ကြည့်မှာမချင်းတရှိချောဆိုပြီးတော့ညင်းညူနေရပါတေးလောက်အေးတယ်ဆိုပြီးတော့ကျမညင်းညူနေရကဲဒီညကတော့အားလုံးသိပြီးသားနေရာဖြစ်မှာပါအတွဲတွေလာပြီးတော့တောကြိတ်လေးကိုချိတ်တဲ့နေရာပါရှင်အခုကျမတို့ကနမ်ဆန်တာဝါရှိတဲ့နေရာကိုရောက်ပါပြီနမ်ဆန်တာဝါထဲကိုတော့မရောက်သေးဘူးရှိတဲ့နေရာကိုရောက်ပြီပေါ့နော်အခုနမ်ဆန်တာဝါကိုသွားနေပါပြီကဲကျမရဲ့နောက်မှာခုဆွဲတဲ့နမ်ဆန်တာဝါကြီးကိုမြင်နေရပါပြီရှင်အပေါ်တဖို့ကျမအရင်စိတ်လှုပ်ရှားနေပါပြီကျမဒီအေးတောင်မခံနိုင်တာမဆမ်းပါဘူးကိုရနိုင်ငံသားဖြစ်တယ်ကျမရဲ့ခေါင်းလေးတောင်မှသူအေးတောင်မခံနိုင်အေးတယ်ဆိုပြီးလုပ်နေရပါဒါတာဝါထဲကိုရောက်ပါပြီကျမတို့လက်မှတ်ဖြတ်ထားတဲ့အချိန်ထက်နိုင်ဝက်စောရောက်တာဖြစ်တဲ့အတွက်ထိုင်ဆောင်နေရပါဒါတော့ကျမ propose လုပ်တာပါဖန်စီလေးကခုဆိုလို့ရှိရင်တော့ဒါနမ်ဆန်တာဝါထဲကိုဝင်တော့မယ်အပေါ်တက်တော့မယ်ပေါ့နော်အပေါ်တက်မဲ့နေရာမှာဒီလိုမျိုးဒီ treasure ရဲ့တခြင်းကိုပြထားပါတော့နော်မသိသူတို့ concept ကိုကြည့်နေရတဲ့အတိုင်းပဲအရင်ကမိုက်ပါတယ်ဒါကျမရဲ့အကြိုက်ဆုံး member ဖြစ်တဲ့ဒီဟာရူတိုပါဟာရူတိုနဲ့ယူရှိရတော့ကျမအကြိုက်ဆုံး member ပါ treasure တွေမှာအဲကြောင့်သူတို့ကိုကြည့်ခဲ့ပါတယ်ကျမရဲ့မိသားကတော့ဘာလို့တောက်တောင်ကြည့်ညာလဲဆိုပြီးဆူပါတယ်ဒါကတော့ဓလိကာနဲ့တက်နေရပါဓလိကာထဲမှာဒီလိုမျိုးပြထားတာပါအရန်ကိုစီးရတာပျော်ကြရေးပေါ့နော်သူတို့ပြထားတဲ့ဒီ screen ကိုကြည့်ပြီးတော့စီးနေရတာအရန်ပျော်ဖို့ကောင်းပါတယ်ကဲခုဆိုရင်တော့ဖြင့်ကျမတို့ထိတ်ဆုံးကိုရောက်လာပါပြီရှင်ကဲဆရာသမားမင်းနေဘလို့လဲရောလို့မလို့ဖြစ်ပြီးပါအောင်ဟော့တယ်ရှုခင်းတွေက အရန်လာပြီးတော့ဒီစိုးမျိုးတစ်မျိုးလုံးကိုပေါ်စီကနေမြင်နေရတာပါရှင်သူများနိုင်ငံကမြို့ပြတဲ့နိုင်ငံဆိုတော့ night view ကိုလင်းလင်းထိန်ထိန်လေးနဲ့တေချာကိုကြည့်ခဲ့ရပါတယ်မြန်မာနိုင်ငံမှာဆိုရင်တော့ city view လည်းတစ်ချမ်းမှတစ်ချမ်းနဲ့မြင်ရမှာပါရှင်ကိုရီးယားနိုင်ငံမှာလေအရန်အေးတဲ့ရာသီဆိုလို့ရှင်အပြင်မှာဒါအေးနေပဲမဲ့အစာအုပ်တွေလည်းပဲဖြစ်ဖြစ်အဲ့လိုမျိုးဝင်လိုက်လို့ရှင်အရန်ကိုနှွေးပါတယ်ဒီ city view ကလေအပြင်မှာကိုမျက်စိနဲ့တေချာကြည့်ရှုခံစားမယ်ဆိုရင်တော့ပိုပြီးလာပါတယ်ရှင်ဒါကတော့အရန်ကိုပြောပြီးတော့သဘောကျနေရွာဆောင်ပေါ့နော်ကဲစာအုပ်ကရီစားလေးကိုလည်းပြေးခေါ်လိုက်ပါတယ်ဒီကိုလာဆိုပြီးတော့အခုကြည့်နေတဲ့အားကြောင့်လို့ရီစားလေးနဲ့မျိုးမျိုး post တွေလုပ်ပြပါတယ်အောက်ပါလည်းပေးလိုက်ပါတယ်ပါချင်ကပ်ပြီးတော့ဒါတော့စာအုပ်ရဲ့ကြွားခန့်မှာငါ propose ပန်းစီရပြီဆိုပြီးတော့ကြွားပါတယ်မကြခင်လေးရတော့မှာဆိုပြီးတော့ဒါရောတော့ဘုံတို့ကိုကြွားနေရပါကဲစောဝပန်းစီကိုခဏခဏထုတ်ကြွားရင်တော့မရဘူးမှန်တိတာဒါအေးအော်အေးထက်ကြွားပြန်ပြီမရဘူးတိတာဒါနဲ့ကဲဒါဆိုကျမရဲ့နမ်ဆန်တာဝါ blog လေးကတော့ဒီလောက်ပါပဲရှင်ကျမကအဆုံးသတ်ဖို့ကျမရဲ့ကောင်းလေး propose လုပ်ထားတဲ့ပန်းစီလေးနဲ့လေစဲလေးနဲ့ပြပြထားတဲ့အစားလေးနဲ့ပို့ဆောင်